အဲ့ဒါဘာကြီးတော့လက်ဆောင်ပုံကလည်းဟဲ့ရှယ်ပါဟဲ့လက်ဆောင်ပုံကလည်းအမလီဟာတခါတော့အမလီအသေးကိုလုပ်ပြလိုက်တာတော့အေးလာမလီဟဲ့သူလက်ဆောင်ပုံကလည်းမိုက်လာရလားဟဲ့ Hello အားလုံးပဲမင်္ဂလာပါချစ်စုဆန်ပါရှင်ဒီနေ့ချစ်စုကို New Year present ဆိုပြီးတော့လက်ဆောင်ပုံလေးပို့လာပါတယ်ဒီလက်ဆောင်ပုံလေးကိုချစ်စုကချစ်စုရဲ့မိသားစုနဲ့အတူတူဖောက်မှာဖြစ်ပါတယ်ရှင်ချစ်စုအပေးရဲ့ပရိသတ်တွေရှိရပါတော့ချစ်စုဒီလိုမျိုး surprise box ဆိုပြီးတော့တစ်ခါမှမရဘူးပါဘူးဒါပထမဆုံးမှာအရန်လဲစိတ်လို့ရှားပြီလို့အရန်လဲပျော်ပြီးပါတယ်ရှင်လက်ဆောင်ပို့ပေးရဲ့ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ချစ်စုတစ်ခါမှမရဘူးတော့လေအရန်လဲစိတ်လို့ရှားဆိုအရန်လဲဘာတွေပါလဲဆိုတာအလိုတိချင်တဲ့အတွက်ကြောင့်ချက်ချင်းပဲဖောက်တာပါကဲပထမဆုံးဖောက်တာကတော့ဒါကြောက်ပကြီးကားချက်လေးပဲဖြစ်ပါတယ်အရန်မပြောရှာပါဘူးမျက်နှာယူဝေးကြည့်လိုက်ပါတော့အရန်သဘောကျပါတယ်အရန်လဲပျော်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ချစ်စုရဲ့အခန်းထဲမှာချစ်စုအဲ့တဲ့ပုံလေးကိုချိန်ထားပါတယ်အတော်ကြွားနေရပါပကြီးကားချက်အရန်လှရဲဆိုပြီးတော့ပေါက်ထဲမှာဘာတွေပါလဲအရန်သိချင်နေရတယ်ချက်ချင်းဖောက်ပြီးတော့ပစ္စည်းလေးတွေကိုအဲ့လိုမျိုးတစ်ခုချင်းစီပေါ့နော်အမတ်တရအနေနဲ့ဗီဒီယိုရိုက်ထားပါတယ်မုတ်တွေလည်းအများကြီးပဲနှခမ်းနီလေးတွေရောပြီးတော့ body lotion scrub ရေချိုးစပ်ပြားတွေရောပဲလက်ဆောင်ပေးညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်စုကိုချစ်ပေးလို့ကျေးဇူးလည်းအများကြီးတင်ပါတယ်ညီမလေးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းပါခြင်းနဲ့ပြည့်စုံပြီးတော့ဆဆရအားလို့အဆင်ပြေပြီးတော့လူရဆန္ဒအများကြီးပြည့်ပါစေလို့ချစ်စုကပြန်ပြီးတော့ဆုတောင်းပေးပါတယ်ချစ်စုလည်းဒီတစ်ဘက်ကအနုပညာလုပ်ငန်းတွေကိုအများကြီးကြိုးစားပြီးတော့ဒီအနုပညာလမ်းကြောင်းမှာချစ်စုရဲ့တက်နိုင်တဲ့ဘက်ကနေပြီးအနုပညာလုပ်ငန်းလေးတွေကိုချပြသွားမှာဖြစ်ပါတယ်အဲ့တော့ချစ်စုကိုလည်းနောက်ဒီထက်မှကအများကြီးချစ်ပေးပါအောင်လို့မေတ္တာရက်ခံပါတယ်ရှင်နောက်ဆုံးဘောက်ကိုဖောက်တဲ့အချိန်မှာပေါ့နော်အရန် surprise ဖြစ်သွားပါတယ်နှက်ခမ်းနီလေးပေါ့နော် lipstick လေးငါးချောင်းတောင်မှာပေါ့နော်အရန်လှအယောင်လေးတွေပါချစ်စုစိုးကြည့်ပြီးတော့ဗီဒီယိုလေးလည်းရိုက်ထားပါတယ်အဲ့ဒါနောက်မှတင်ပေးပါမယ်ကျေးဇူးများတင်ပါတယ်ရှင်ချစ်စုကိုလက်ဆောင်ပို့ပေးတဲ့ညီမလေးရဲ့ဆာလာလေးကိုလည်းဖတ်ပြထားပါတယ်ရှင်ဟိုရင်နဲ့မမရဲ့တန်လေးကိုရန်သဘောကျရင်အားပေးခဲ့ရပါအမြဲအားပေးနေမယ်နော် Happy New Year present ပါကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ် Happy New Year Happy New Year ပါ Happy New Year ပါချစ်စုကိုချစ်ခင်အားပေးရဲ့မိသားစုတအိုးတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အဆဆရအားလုံးလူလေးသေးမရှိအစဉ်ပြေချောမေပါစေလို့ချစ်စုကဆုတောင်းပေးပါရှင်အားလုံးပဲချစ်စုရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်ပါ